ကြောက်သွားဟိုဘက်ကနေကြာရင်ရှုပ်သွားမှာပေါ့နော်ဒါလေးညောင်ပို့လိုက်နားလေးမှာအေးရတက်သွားတယ်ပေါ့နော်ကျိုင်းစင်ပိုးတီရောက်နေဆိုတော့ပါအိုးကဘာကြီးဟာအောက်ကအိုးငါကဘာအမြင်မှထွက်ပြီးခုံးနေရတာလို့ what the fuck မြေးဆွဲရအောင်မရှိတော့ဘူးအဲ့ဒီကခုံးဘလို့မြက်ခုံးရမသိနော်กินရတယ်ဘလို့မိုက်တယ်ဘလို့ဆိုတာမလုံးရဲတော့ဒီဘက်ကဟာကြီးမလုံးရဲတော့ငါရွက်ခိုင်တယ်ဘလို့ရုပ်တည်ဆွဲကြိုးလေးရသွားပြီဟုတ်ပါအိုးဒါလေးမှမိုက်ရနော်ဝါကြီးတယ်ရွေးတိုင်းသေးပါမယ်ငါဟိချော်တယ်တင်နော်အေးဟုတ်တယ်အောက်ကချော်တယ်ရှာပြီပြောတယ်မှာခုံးမဲနေချက်တော့ရှော့အိမ်မဲဒါပိုင်းတော့တည်ဘောင်းမီယာဒါနဲ့လိုက်တာပေါ့ဘောလာဘာမရတဲ့အိုးမိုက်ဝိုင်းရုပ်ပြမိုက်မင်းနော်ဒီကတော့ဒီလုံးကလည်းသိမှာမဟုတ်ဘူးဘင်းညအုပ်Noအေးတော်သေးလို့ဘာလို့က60စက္ကန့်နဲ့ဘိုင်းမမသိပြောမှာဒါရေးမှာမဟုတ်လားအဲကရုံးမြောင်ကြီးရဖြစ်သွားလုံးကြပါဘူးကြမှာပေါ်ပါထင်တယ်အေးဟုတ်တယ်အိုးဒါလေးနဲ့မှလိုက်တာသွားမယ်လားသွားမယ်လို့သွားမယ်ဒါကြီးကတော့5မိုင်ဖြစ်ပါဒါလေးရှိမှာပေါ့မဟုတ်ဘူးလားမိုက်ဝိုင်း抽嘛，哟，မိုက်ခုကြီးကနောက်ခေါက်ရပုံမှန်မဟုတ်တော့blue ကြောင့်ကြိုက်ပေါ့နော်ကြာလေးလိုက်နောက်ထပ်တစ်ခါဆိုတော့ respawn မလုပ်တော့ကောင်းတဲ့ဟာလေးကြီးလာစမ်းပါလို့